strength training နည်းနည်းလုပ်မယ်နည်းနည်းလေးတော့ action နေဒါပေမဲ့လောပါပဲဒါပွဲမတိုင်ခင်2ရက်လောက်ဆိုတော့ဒီနေ့လောက်စောထားလို့ရှိရင်တော့ ready လောက်ပါပဲမစောလို့ရှိရင်တော့လည်းဟို weight တွေနဲ့အရင် weight กว่าနေဆိုလို့ရှိရင်ပွဲကြမှာဆိုလို့ရှိရင် injury ဝင်တာပဲဖြစ်ဖြစ်တိတ်ပြီးတော့fresh ပဲဖြစ်ပါဆိုလို့အခုတော့ဒါဒီနားမှာရှိတဲ့ gym တကူကိုတွားပြီးတော့နေပါ strength training တွေပါလေးလုပ်လိုက်ပါမယ်အဲ့ဒီကြပါဟုတ်ပါပြီဒါအခုကတော့ဒါ Iron Hive Gym open gym ပဲဆော့ပြမယ်ထင်ပါတယ်လိုက်ကြည့်ကြပါဦး Hyrox နဲ့ပတ်သက်တာလေးပဲနေပါဆော့အခုကတော့ရန်ကုန်လိုပဲနေပါ Hyrox ကိုပဲ workout 3-4မျိုးလောက်1 set 2 set လောက်ပဲဆော့ပါသူ့ဘယ်လိုလိုက်ပါလဲYou want to do? Đâu hiểu hả? Chỗ mình. Tôi đùa bị warm up ပါပဲနည်းနည်းပါပေါ့ weight နဲ့မစိမ့်အောင်ဒီဘေးနာကောက်ပါဘေးနာပါတော့တင်းကဲပေါ့ပါပဲဒါလည်းပြင်မှန်းအောင်မယ်ကျွန်တော်ကအမြဲလိုတက်တောင်ပဲဖြစ်ပါပဲဖြစ်ပွဲမတိုင်ခင်ဆိုလို့ရှိရင်အကုန်ချော့ထားတာအများကြီးအဲ့မှာပဲပွဲကြမှာနည်းပူပြီးတော့တင်လို့ရအောင်ကုန်သွားမှလည်းစူးလို့မီတာ900လောက်ပါပဲအဓိက form နည်းနည်းလေးမှန်အောင်လို့ ski ဆိုရင်တော့လက်နဲ့ဆွဲနေလို့အခုလက်မပါပဲနဲ့တော့ပါနာကိုဆိုရတော့ကာဒီယိုနဲ့ conditioning နဲ့ circuit ပုံစံမျိုးတွေလုပ်နေကျွန်တော်မလုပ်တော့ပွဲနည်းနေဆိုတော့နည်းကုန်သွားမှာဆိုလို့နည်း power strength 3မျိုးလောက် contrast training ပေါ့ squat ထိုင်မယ် jumping တွဲထားမယ်4-5 rep လောက်ပါပဲအဲ့လေးတန်အောင်ပြန်တန်အောင်vibration ပါတယ်ပေါ့မရပြီးပါပြီဒီနေ့ကတော့ဒီလောက်ပါပဲအများကြီးလည်းသိမကစားဖြစ်ဘူးအခုတော့bike deck မှာပဲသူများရဲ့ကစားအနေပါတော့ up ပြီးတော့ကြည့်ခြေနေကိုတစ်ချက် show let's go သူများပွဲတော့ကြည့်မယ်လို့ပြောလိုက်တယ်ဆိုပေမဲ့ဒါပေမဲ့လမ်းမှာတော့တခုဝင်စားလိုက်
ဒီကကောင်းစက်တဲ့တက်တယ်နော်ချစ်ကိုနေရတယ် အားလုံးဒီမှာစားရတော့အများကြီးပဲအမေအဓိကတော့ salmon နဲ့ egg နဲ့ very nutritious ရှိရကုန်စားတွေ့ရကုန်စားတွေ့ရအကုန်မှအခုချိန်မှာအားရှိနေလို့ဖြစ်နေပြီ တက်ရောက်ပြီညကစားတာတွေနဲ့ပါကြည့်မယ်ပေါ့နော်။ကွင်းအနေထားလေးနဲ့ကြည့်ကျင်တာလည်းပါပါတယ်။မနစ်ကကစားတာတွေဆိုပေမဲ့လည်းဒီနေ့ဘာတွေပြောင်းလဲသွားလဲ set up တွေဘယ်လိုကွာသွားလဲဆိုတဲ့ဟာကိုတခြားမြန်မာအားကစားသမားတွေလည်းအားပေးရင်းနဲ့ပောက်ကိုပတ်ဝန်းကျင်နဲ့ use ဖြစ်ရအောင်။တော့ကြည့်မယ် let's go ရောက်ပါပြီ Hello Smackle second time we'll make it better this time let's go ပြိုင်နဲ့လက်မှတ်ဝယ်ထားတာမှမရဘူးဝင်ကြည့်ဖို့အတွက်နောက်ထပ်လက်မှတ်ထပ်ဝယ်ရတယ်ကိုယ့်ရဲ့တခြားမြန်မာအားကစားသမားတွေကိုအားပေးဖို့အတွက်ကတော့ဝယ်ရမှာပဲလीနော်မဝင်လို့ရ spectator pass let's go watch အများကြီးချမ်းသွားတယ်ဒီနေ့ကမနေ့ကဆိုလို့ရှိရင်ကျွန်တော်တို့ဝင်ပေါက်ကိုဝင်လိုက်တာနဲ့တခါပြိုင်နေတဲ့ဟာတွေပြိုင်နေတဲ့လူတွေလမ်းကူးရတယ်တော်တော်လေးအခက်တွေ့တယ်အခုဒီနေ့ကကျွန်တော်နေကနှစ်စားတော်ပိုချေသွားတယ်ဒီနေ့စားတော့ဆိုင်တွေရော resting area တွေရောအများကြီးပဲ vibe ကတူတော့မတူတော့ဘူးမနေ့ကဝင်လိုက်တာနဲ့ပြန်ရတဲ့ vibe ဒီနေ့ကဝင်လိုက်တာနဲ့တခြား vibe တစ်ခုကိုပေးတယ် spectator တွေအတွက်ပို့ပြီးတော့ ဟုတ်တယ် spectator တွေအတွက်ကော experience ကမတူတော့ဘူးဟိုပြိုင်တဲ့ဘက်ကိုလည်းတစ်ချက်သွားကြည့်မယ်မိုက်တော့တော်တော်မိုက်တယ်တကယ်ညတော့သူအားကစားပြိုင်ပွဲလို့ဒါခေါင်းစဉ်တက်ထားတာ feeling ကတကယ်ညောက်ရှင်လာပြိုင်ရတဲ့ feeling မျိုးမဟုတ်ဘူးrelaxing လည်းဖြစ်တယ်ပြောဖို့လည်းကောင်းတယ် social community building ပုံစံမျိုးကိုပို့ပြီးဦးစားပေးပြီးလုပ်ထားတာပေါ့နော်တကယ်ညလို့ရှိရင်အားကစားတစ်ခုလို့ပြောလိုက်တာနဲ့အကုန်လုံးပြိုင်ဆိုင်မှုပြင်းပြင်းထန်ထန်နဲ့ pressure ပြီးပြီးတော့ခေါင်းထဲမှာရှိကြအများတယ်ဒါပေမဲ့အခုလိုမျိုးဝင်လိုက်တာနဲ့ပေးတဲ့ feeling ကတကယ်ညောက်ရှင်တကယ်ကိုလွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါပါနဲ့ကိုတက်နိုင်တော့အကောင်းဆုံးကြိုးစားမယ်တကယ်ကိုအားကစားသမားမှဒါမျိုးလုပ်လို့ရတာမဟုတ်ဘူးပုံမှန်လူတယောက်လည်းဒါမျိုးအားကစားဒါမျိုး event တွေကိုအားကစားနဲ့ပတ်သက်တဲ့ event တွေကို join လို့ရတယ် entry barrier လေးကနေနေလေးထားပေးကြတဲ့ဟာတကွာအရှမ်းမိုက်တယ်အားသဘောကျနေဒါအခုပြိုင်နေတဲ့ပြေးနေတာပေါ့နော်ပြိုင်နေတဲ့လူတွေပြေးလမ်းမှာပြေးနေတာမနေ့ကဆိုလို့ရှိရင်ကျွန်တော်တို့ဒီဟာကိုဖြတ်ဖို့အတွက်ဆိုလို့ရှိရင်တယောက်ကနေပြီးတော့တားပေးတာပေါ့နော်တားပေးတယ်ဆိုတာဖြတ်တဲ့လူတွေကိုတားပေးတာပေါ့ဒီနေ့ကတော့သားတောင်ထိုးပေးသားသေးတယ်ဘယ်တော့တောင်ကိုမိုက်သွားလဲဆိုတာအဲ့ဆိုရင်ကျွန်တော်တို့ဟိုဆယ်ဘက်ကိုရောက်လာပါတော့နော်တောက်လျှောက်ကတော့ပြိုင်နေကြပြီပြေးတာဒီ station နဲ့အားလုံးကိုပတ်ပြီးပြေးရတာပေါ့နော်အခုဒီကဆိုလို့ရှိရင် station 7 sandbag lunges ဒီကဆို Mansik ကိုပြိုင်နေတဲ့လူတွေဒီ compound ကတော့နှစ်ပတ်ပြည့်ပြီဆိုလို့ရှိရင်တော့1 km ပြည့်ပြီ1 km ပြည့်ရတဲ့သူရဲ့ station ကိုကျွန်တော်တို့သွားပြီးတော့တစ်ခုပြီးတစ်ခုသွားလုပ်နေရပါတော့ station ပြည့်ပြန်ထွက်နှစ်ပတ်ပြန်ပြီးကိုလည်းကောင်းတယ်ကိုဘယ်လောက်လုံနိုင်လဲကိုလိုလူတွေလည်းအများကြီးပဲကိုထက်လုံနိုင်နေတဲ့လူတွေလည်းအများကြီးပဲကိုလောက်မလုံနိုင်တဲ့လူတွေလည်းရှိတဲ့အတွက်ကြောင့်တကယ်ကအားလုံးကဒီထဲမှာအားလုံးတရားလေးဖြစ်နေတယ်အားလုံးအတူတူဘယ်လိုပြပြပနဲ့ဆော့လို့ရမလဲဆိုတဲ့ပုံစံမျိုး feeling မျိုးကိုပို့ပေးတယ်အဲ့ experience ကိုရနေတယ်အခုလက်ရှိမှာတော့အခုလက်ရှိဒီအဆောင်အုံတစ်ခုလုံးရဲ့ပြေပုံပေါ့နော်ဒီမှာကျွန်တော်တို့ဘေးပတ်လန်းနေပြီးပတ်ပြေးရမှာအဲ့တော့ကျွန်တော်နှစ်ပတ်ပြေးရမှာနှစ်ပတ်ပြေးပြီဆိုတော့ကျွန်တော်တို့ကဒီအလယ်မှာရှိတဲ့ station တွေကိုကျွန်တော်တို့ကဝင်ပြီးတော့သွားတော့ရမယ်ပြီးတော့ ice station မှာပြီးသွားပြီဆိုလို့ရှိရင်ပြန်ထွက်ပြီးနှစ်ပတ်ပြန်ပေးပြီးတော့လည်းကျွန်တော်တို့ပြန်သွားဒါမျိုးကိုကျွန်တော်တို့က10ခေါက်လောက်ရမှာ exercise 10မျိုးနဲ့အဲ့ဒါပြီးတော့မှကျွန်တော်တို့က complete ဖြစ်မှာခေါက်မတော်ပြောင်းတစ်ခေါက်နှစ်ခေါက်သုံးခေါက်လေးခေါက် station 3ရှယ်ဆွဲနေတာဒါတော့ station number 2ကျွန်တော်စိတ်အပူဆုံး station sled push ကဲကြလို့ရှိရင်ကျွန်တော် double ပဲကစားမှာပေါ့နော်စိတ်ကောက်သမားတွေကတကယ်နဲ့ပိုပင်မန်းနဲ့တွန်းရတဲ့ weight ကောသွားရတဲ့ကွာဝေးအောင်အတူတူပဲအခုစော့နေလူတွေ single သမားတွေတော်တော်လေးလုံနေရကြည့်လိုက်နောက်မှာ station number 6 farmers carry ကြည့်လိုက်ပါဦးဒါတော့ပထမဆုံး station number 1 ski arc ပထမဆုံးတာထွက်ပြီးဆိုရင်1 km ပြေးပြီးဆိုရင်ဒီ station ကိုလာမှာ
station number 8 wallball အခောက်တရာဟိုဒီမှာ wallball ပြစ်ပြီးပြီဆိုတာနဲ့ဒါမဲ့ကျွန်တော်ပြပြမယ် wallball တော့ရိုးရိုးပြစ်လို့မရဘူးယောက်ျားလေးဆိုရင်အပေါ်မှာပြထားတဲ့အမဲအောင်ထိအောင်ပြစ်မှရမှာမိန်းကလေးဆိုရင်အောက်မှာပြထားတဲ့ခဲအောင်လေးကိုထိအောင်ပြစ်မှရမှာအဲ့ဒီအောင်မထိဘူးဆိုရင်သူက no count အောက်ကိုထိုင်မချဘူးဆိုရင် no count အဲ့လိုမျိုးအခောက်တရာပြရမှာပြီးသွားရီးဆိုတာနဲ့ဒီပေါ်ပြေးတက်သွားရုံပဲဒီစင်ပေါ်ပြေးတက်သွားရုံပဲပြေးတက်ပြီးတော့ကိုယ့်ရဲ့အချိန်ကဘယ်လောက်လဲ record ကဘယ်လောက်လဲဆိုတာဒီပေါ်မှာပေါ်တယ်တကယ်တမ်းကျလို့ရှိရင်ဒီ station number 8 wallball ကျွန်တော်တို့ကစိတ်လှုပ်ရှားဖို့အကောင်းဆုံးနဲ့အပျော်ဆုံး station လို့လည်းပြောလို့ရတယ်။ဘာလို့လဲဆိုတော့ဒီဟာပြီးသွားရင်ပြီးသွားပြီ။အရန်တော့ပင်ပန်းနေတယ်အရန်လည်းညောင်းနေတယ်။အဲ့ဒီအချိန်မှာအကောင်းဆုံးဘယ်လိုပြီးအောင်လုပ်မလဲ။ပန်းလဲဝင်တော့မယ်ဆိုတော့ဒီ station ကတော့ကျွန်တော်အကြိုက်ဆုံးလို့လည်းပြောလို့ရတယ်အပျော်ဆုံး station ပဲ။ South Korea. Here we go, let's go. သူကတော့ကျွန်တော်အမနဲ့မက်ဆူဇန်တို့ကိုကျွန်တော်အားပေးနေရပဲဖြစ်ပါတယ်သူတို့ကပြီးတော့မယ် station 8ရောက်နေပြီ wallball ကိုရောက်တော့မယ်ကျွန်တော်တောက်ဆက်အားပေးနေအတန်နေလည်းနည်းဝင်နေပြီဒါပေမဲ့နောက်ဆုံးပန်းဝင်ကနေကြရင်တော့ဒီချက်ပို့ပြီးတော့အားပေးမှာပဲ Let's go